မင်္ဂလာပါ Theology တလို့စာကနေကြိုဆိုပါရစေလူတို့ကြံစည်ရမမိနိုင်တဲ့ဖျားသခင်ထံကညီသက်ခြင်းနဲ့ပြည့်စုံကြပါစေဒီနေ့တော့ခရိယန်တွေကဘာသာဆွဲတယ်စီယုံသိမ်းသွင်းတယ်လို့တခြားခရိယန်မဟုတ်တဲ့သူတွေကမြင်ကြတာနဲ့ပတ်သက်ပြီးခရိယန်တယောက်ရဲ့သဘောထားကိုပြောပြခြင်းပါတယ်ပထမဆုံးအနေနဲ့တော့ကယ်တင်ရှင်သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလာဖို့ခရိယန်တွေကနှီးမျိုးစုံနဲ့ကြိုးစားကြတယ်ဆိုတာအမှန်ပဲဖြစ်ကြောင်းဝန်ခံကြပါတယ်တချို့တွေကအရေးအကဲကိုကြည်ပြီးတင်တင်မှုမှုစူးစမ်းကြတယ်တချို့ကြတော့လည်းအရေးအကဲကိုမကြည့်ပဲဆွလုပ်တတ်ကြတယ်တချို့တွေကြတော့လည်းလိုအပ်တဲ့အကူအညီတွေထောက်ပံ့ပြီးသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလာအောင်အနည်းမျိုးမျိုးနဲ့အားထုတ်ကြပါတယ်ဒီလိုမျိုးနည်းမျိုးမျိုးနဲ့ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းသခင်ယေရှုခရစ်တော်ကိုယုံကြည်လာနိုင်စေဖို့ခရိယန်တွေကလှုပ်ဆောင်ကြတယ်ဆိုတာအမှန်ပါပဲဒီလိုလှုပ်ဆောင်ကြတာကိုကြည့်ပြီးခရိယန်တွေဆိုတာအယံဘာသာဆွဲတဲ့ဘာသာလို့နာမည်အတက်ခံရတာလည်းဖြစ်ပါတယ်ဒီလိုမျိုးကယ်တင်ရှင်သခင်ယေရှုခရစ်တော်ကိုလူတိုင်းလက်ခံလာစေဖို့ဘာလို့အသေးအတန်ဤမျိုးစုံနဲ့လုံနေကြတာလဲလို့မေးရင်တော့သစ္စာတရားနဲ့မေတ္တာတရားကြောင့်ဖြစ်ပါတယ်လို့တိုက်ရိုက်ဖြေပေးခြင်းပါတယ်ဒါကိုနားလည်စေဖို့ရန်အတွက်ကျွန်တော်ဥပမာပေးပြီးပြောပြခြင်းပါတယ်အကယ်၍ကျွန်တော်တို့အယံချစ်ခင်မြတ်နိုးရတဲ့မိသားစုတွေနေထိုင်တဲ့မြို့ကိုအယံကြောက်စရာကောင်းတဲ့မုန်တိုင်းကြီးကြားရောက်တော့မယ်ဆိုတဲ့သတင်းကျွန်တော်တို့ကြားသိခွင့်ရတယ်ဆိုပါစို့အဲ့ဒီကြားရတဲ့သတင်းအတိုင်းလေတကယ်ကိုဖြစ်လာမယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဆိုပါစို့ဒီခါမှာကျွန်တော်တို့ကအဲ့ဒီမြို့မှာရှိတဲ့ချစ်ရတဲ့မိသားစုတွေကိုအဲ့ဒီမြို့ကနေထွက်သွားဖို့ပြောပေမဲ့မိသားစုတွေကလည်းကိုယ်စကားကိုမယုံလို့ဒီအတိုင်းပဲဆက်နေကြမယ်ဆိုရင်ဖြစ်ချင်ရာဖြစ်ဆိုပြီးကျွန်တော်တို့ပြစ်ထားမလားဒါမှမဟုတ်နီးမျိုးစုံသုံးပြီးအဲ့ဒီမြို့ကနေထွက်သွားစေဖို့ကြိုးစားမလားတကယ်ချစ်တယ်ဆိုရင်တော့ကျွန်တော်တို့နီးအမျိုးမျိုးသုံးပြီးကျွန်တော်တို့ချစ်ရတဲ့မိသားစုအဲ့ဒီမျိုးကနေထွက်သွားစေဖို့ရန်စူးစမ်းမိမှာပါပဲအဲ့ဒီလိုစူးစမ်းတဲ့အခါမှာလည်းတစ်ခါတလေအလိုက်မသိတဲ့စကားမျိုးပြောမိရင်လည်းပြောမိနိုင်ပါတယ်မလုံးတွေလည်းပေးမိရင်ပေးမိနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တော့ချစ်ရတဲ့မိသားစုဘေးဒုက္ခကနေလွတ်မြောက်စေခြင်းလိုပါဒီဥပမာမှာတော့ဒီမုန်တိုင်းကြလာမယ်ဆိုတာကအမှန်တရားဒါမှမဟုတ်သစ္စာတရားဆိုတဲ့သဘောရှိပြီးသူတို့ကိုလွတ်မြောက်စေခြင်းဒါကတော့ကိုယ့်ရဲ့ချစ်ချင်းပြတာဖြစ်ပါတယ်တခြားမျိုးတစ်မျိုးမှာလူတွေပို့ပြီးများသွားစေခြင်းလို့လည်းမဟုတ်ပါဘူး။ကိုယုံတာကိုလိုက်ပြီးယုံစေခြင်းလို့ဆွဲတာမျိုးလည်းမဟုတ်ပါဘူး။ဒါကခရိယန်တွေဧဝံဂေလိတရားဟောရခြင်းသခင်ယေရှုခရစ်တော်ကိုယုံကြည်လာဖို့ကြိုးစားရခြင်းရဲ့သဘောတဘာဝဖြစ်ပါတယ်။ကျွန်တော်တို့ခရိယန်တွေယုံကြည်ထားတဲ့သစ္စာတရားအမှန်တရားကတော့လူတိုင်းဟာအပြစ်ရှိနေပြီးတော့အပြစ်ရှိတဲ့လူတိုင်းဟာထာဝရပျက်စီးခြင်းကိုရောက်မဲ့အနေအထားမှာရှိပါတယ်။ဒါကကျွန်တော်တို့ယုံကြည်ထားတဲ့သစ္စာတရားဖြစ်ပါတယ်။လူတိုင်းမှာအပြစ်ရှိတယ်။အပြစ်ရှိတဲ့လူတိုင်းကလည်းထာဝရပျက်စီးခြင်းကိုရောက်မဲ့အနေအထားမှာရှိတယ်ဒီလိုထာဝရပျက်စီးခြင်းဘေးဒဏ်ထာဝရပျက်စီးခြင်းဆိုတာကမြေပေါ်မှာကျွန်တော်တို့ဒီကနေ့မှာကြုံနေကြရတဲ့စစ်မှတ်ဘေးဒဏ်တွေယောဂကဆူဘေးဒဏ်တွေမုန်တိုင်းဒဏ်တွေငလျင်ဒဏ်တွေထက်မရှင်နိုင်အောင်အစာပေါင်းများစွာဒုက္ခခံရမဲ့ဘေးဒဏ်ဖြစ်ပါတယ်စစ်ဘေးယောဂဘေးတဘာဝဘေးအန္တရာယ်တွေထက်အစပေါင်းများစွာပိုဆိုးတယ်ဆိုတဲ့အကြောင်းကိုမြင်တောင်းကျွန်တော်နည်းနည်းလောက်ထပ်ပြီးပြောပြချင်ပါတယ်ဒီလိုမျိုးစစ်ဘေးတွေယောဂဘေးတွေတဘာဝဘေးအန္တရာယ်တွေကြုံရတဲ့အခါမှာအဆိုးဆုံးအနေနဲ့ကျွန်တော်တို့တွေးကြုံနိုင်တဲ့အရာကတော့အချိန်တိုင်းတာတစ်ခုအထိနာကျင်ရခြင်းနဲ့တည်ဆုံးခြင်းပဲဖြစ်ပါတယ်နာကျင်ခြင်းကအကန့်အသတ်နဲ့ပဲခံကြရပါတယ်စစ်ဘေးယောဂဘေးတဘာဝဘေးအန္တရာယ်တွေကြုံတဲ့အခါမှာဒီလိုနာကျင်ခြင်းကဒုက္ခကပြင်းထန်လွန်းတယ်ဆိုတာအမှန်ပါပဲကြောက်စရာလည်းကောင်းပါတယ်ဒါပေမဲ့အကန့်အသတ်တော့ရှိပါတယ်အချိန်အကန့်အသတ်တစ်ခုတွင်းမှာပဲခံရပါတယ်ထာဝရပျက်စီးခြင်းဘေးဆိုတာကကြတော့အသက်ရှူရက်ပြီးချုပ်ငိမ့်သွားခြင်းလေဆိုရင်တော့ချုပ်ငိမ့်မသွားနိုင်ပဲပျက်စီးခြင်းဒုက္ခကိုအချိန်အကန့်အသတ်မဲ့ဇက်တိုက်ပျက်စီးခြင်းထာဝရပျက်စီးနေတဲ့ဘေးဒုက္ခနာကျင်ခြင်းဖြစ်ပါတယ်တမန်တရားရာလူတွေကမြေပေါ်မှာအသက်ရှူရက်သေဆုံးသွားကြရပေမဲ့ချုံငိမ့်သွားခြင်းမရှိဘဲထာဝရကာလကိုဝင်စားကြရမှာဖြစ်ပါတယ်။အဲ့ဒီထာဝရကာလမှာကြရင်အပြစ်ရှိတဲ့လူတွေကထာဝရပျက်စီးခြင်းဘေးဒဏ်ကိုခံကြရမှာဖြစ်ပါတယ်။ဒါကအပြစ်ရှိနေတဲ့သူတွေရင်ဆိုင်ကြုံတွေ့ရမယ်အပြစ်စီရင်ခြင်းထာဝရပျက်စီးခြင်းဘေးဒဏ်ဖြစ်တယ်လို့ကျွန်တော်တို့ခရိယန်ဖြစ်တဲ့သူတွေကယုံကြည်ထားပါတယ်။ဒါကကျွန်တော်တို့လက်ခံထားတဲ့သစ္စာတရားပါ။နောက်ထပ်သစ္စာတရားတစ်ခုကတော့အပြစ်ရှိနေတဲ့သူတွေအတွက်အပြစ်ကြွေးကိုကယ်တင်ရှင်သခင်ယေရှုခရစ်တော်ဖခင်ကဂျားဝင်ပေးဆက်အသေးခံပြီးသွားပြီအသေးခံယုံနေမကဘူးအပြစ်ကြွေးကြေတဲ့တသက်အနေနဲ့လေ
အသက်ပြန်လဲရှင်ပြန်ထမြောက်ခဲ့ပြီးပါပြီသခင်ယေရှုခရစ်တော်ကမိမိအတွက်အပြစ်ကြွေးပေးဆက်အသေးခံပြီးရှင်ပြန်ထမြောက်ခဲ့ခြင်းကိုယုံကြည်လက်ခံပြီးသခင်ယေရှုခရစ်တော်ကိုအမိပြုအားကိုးမယ်ဆိုရင်တော့အပြစ်ရှိနေတဲ့ဘဝကနေလွတ်ပြီးထာဝရပျက်စီးခြင်းဘေးဒဏ်ကနေလည်းလွတ်မြောက်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်တွေကလူတိုင်းကယ်တင်ရှင်သခင်ယေရှုခရစ်တော်ကိုယုံကြည်လာစေဖို့ကြိုးစားလုပ်ကင်ကြခြင်းလည်းဖြစ်ပါတယ်။ဒီလိုကြိုးစားလုပ်ကင်ရခြင်းကချစ်ရတဲ့လူသားတွေထာဝရပျက်စီးခြင်းဘေးဒဏ်ကနေလွတ်မြောက်စေဖို့ဆိုတဲ့ချစ်ချင်းမေတ္တာလှုပ်ဆောင်ချက်ဖြစ်ပါတယ်။ခရစ်ယာန်လူဦးရေတိုးပွားလာဖို့လည်းမဟုတ်ပါဘူး။အကယ်၍ဘာသာဝင်လူသစ်တိုးပွားဖို့ခရစ်ယာန်လူဦးရေတိုးပွားဖို့လုပ်နေခြင်းတသက်ဆိုရင်တော့ဒါကမကောင်းမသင့်တဲ့ဘာသာဆွဲမှုဖြစ်ပါတယ်။ဒါပေမဲ့ဘေးဒုက္ခကလွတ်မြောက်စေမဲ့လမ်းဖြစ်တာကိုတကယ်ယုံကြည်ပြီးဤအမျိုးမျိုးနဲ့စီးယုံတာဆိုရင်တော့ဒါကချစ်ချင်းမေတ္တာလှုပ်ဆောင်ချက်ဖြစ်တယ်လို့ပြောပြချင်ပါတယ်။ညီကုန်းချုပ်အနေနဲ့တော့ကယ်တင်ရှင်သခင်ယေရှုခရစ်တော်ကိုယုံကြည်လာစေဖို့ခရစ်ယာန်တွေကဤအမျိုးမျိုးသုံးပြီးမလုံးပေးတဲ့အခါမှာလည်းပေးပြီးစီယုံဟောပြောကြတယ်ဆိုတာအမှန်ပါပဲဒီလိုလုပ်ရခြင်းကတော့လူတွေကြောက်เสียအကောင်းဆုံးဘေးဒုက္ခတွေမကြားရောက်စေခြင်းနဲ့ချစ်ချင်းမေတ္တာကြောင့်ပဲဖြစ်ပါတယ်သခင်ယေရှုခရစ်တော်အားဖြင့်အပြစ်မှလွတ်မြောက်ခြင်းထာဝရပျက်စီးခြင်းဘေးမှလွတ်မြောက်ခွင့်ရှိနေပါတယ်ထာဝရပျက်စီးခြင်းဘေးကနေလွတ်မြောက်နိုင်သူများဖြစ်ကြပါစေဖျားသခင်ကောင်းကြီးပေးပါစေ